ဘူးလေးပူတယ်ဆက်လေးဆက်တယ်အရန်ကောင်းနေတာမဲ့စစ်တို့ရဲ့အားလုံးပဲမင်္ဂလာပါရှင်အဝင်လေးဆိုအထွက်လေးဆိုပြီးတော့မှအရသာအရန်ကောင်းတဲ့အရာလေးတစ်ခုဆိုလို့ရှင်ဘာဖြစ်မဲ့ထင်လဲဟဲ့တမျိုးမထင်နဲ့နော်အဲ့ဒါကျတော့ရခိုင်မုံဒီလို့နော်အဲ့ဆိုလို့ရှိရင်ရခိုင်မုံဒီနေ့လှုပ်ရှားမှာဖြစ်ပါတယ်။အော်ဒါနဲ့တခုပြောရအောင်ပဲရခိုင်မုံဒီဖြိုးရေဟိုဟာမျိုးကြတော့ဘလို့ချစ်တယ်ဒီဟာမျိုးကြတော့ဘလို့ချစ်တယ်ဆိုတော့ဟိုပြောလို့တော့ရပါတယ်ဒါပေမဲ့တခုပြောချင်တာတယောက်နဲ့ရှစ်စားကြတယ်လည်းမတူဘူးရှင်အတွေးခေါ်လည်းမတူဘူးပေါ့နော်ပုံစံလည်းမတူဘူးဖြစ်တဲ့အတွက်မို့လို့ကိုတက်တယ်လို့ကိုစစ်ပါတော့ပြောချင်ပါတယ်မတက်တဲ့သူတွေကြတော့ဖြိုးရဲ့ဗီဒီယိုဖိုင်အစားဆုံးလေးကြည့်ပြီးလို့ရပါတယ်နော်အိမ်မှာအလွယ်တကူစားလို့ရတဲ့ရခိုင်မုံတွေလေကဲအဲ့ဆိုလို့ရှိရင်ဖြိုးနဲ့တူတူဆက်ပြီးတော့စားမယ်လိုက်ခဲ့ပါအောင်နော်အရင်ဆုံးကကြတော့ကြက်သားနဲ့ငရုတ်တီကိုထည့်ပြီးတော့ပြုတ်မှာပါဘာဖြစ်လို့ကြက်သားလောက်တာလဲဆိုလို့ရှိရင်ငါးနဲ့ကခဏစားရတဲ့အတွက်မလို့ဖြိုးကဒီခါကြာလို့ရှိရင်ကြက်သားပြုတ်ထားပါတယ်အဲ့ဆိုလို့ရှိရင်မီးလေးဖွင့်ပြီးတော့မှကြောက်ဆောင်မယ်နော်ကဲစစ်တို့ရေအခုကကြတော့ဖြိုးကကြတော့မုံဒီဟင်းကိုကြတော့ဖြိုးကမီးသွေးလေးနဲ့ရှက်မှာဖြစ်တဲ့အတွက်မလို့ပေါ့နော်မီးသွေးထည့်ပြီးတော့ဒီမှာမီးသွေးနဲ့ရှက်မဲ့အိုးလေးပေါ့နော်အိမ်မှာလေးချလို့ရတယ်ဒီအိုးလေးကကြတော့ပြောမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့အတွက်မလို့ကြက်သားပြုတ်တာကြတော့ဂန်းနဲ့ပြုတ်ထားရဒါမဲ့မီးသွေးလေးတွေကိုဟင်းချုံနဲ့လုပ်မယ်မီးသွေးရှက်မယ်ဟင်းချုံလေးမှုန့်မွေးလေးနဲ့ကဲအခုကကြတော့ဒီလောက်ဆိုလို့ရှိရင်ငရုတ်တီကျက်နေလောက်ပြီဆိုတော့ဖြိုးငရုတ်တီရေဆုံးဆေးထုတ်လိုက်အောင်မယ်နော်ကြက်သားကကြတော့ဒီနေ့လေးဖြိုးကတော့အေးကြက်သားတော့မှကျက်နေပြီโอเคဆိုလို့ရှိရင်ငရုတ်တီဆေးထုတ်လိုက်အောင်မယ်ကဲအခုကကြတော့ကြက်သားလေးတွေကြက်ပြီဆိုတော့ကြက်သားလေးတွေကိုတိတိလေးဖျောက်တော့လုပ်ရမယ်ပေါ့နော်ပြောမှဆိုအနေတော်လေးပေါ့ကြည့်ရှိသူရဟုတ်တယ်မလားမလေးပူလိုက်တာကြည့်ရှိသူရ oh my god ပူလိုက်တာကဲအဲ့လိုမျိုးလေးလုပ်လိုက်ပေါ့ကွယ်ဆွာလိုက်ပါကဲအခုကကြတော့ကြက်သားလေးတွေအကုန်လုံးပြီးတော့ပါပြီအဲ့ဆိုလို့ရှိရင်ငရုတ်တီစားထောက်တော့မယ်ကဲဒါကြတော့ရခိုင်မှုတွေထောင်းမဲ့ထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေကပါတယ်လေဆိုလို့ရှင်ပေါ့နော်အခုနငရုတ်တိပြုတ်ထားတာပြီးတော့ပဒေကကြတော့လုံးဝမင်းပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီပဒေကောလေးပါမှာမှုန့်မွေးလေးနဲ့ပူဆောက်ကောင်းပါတယ်ပြီးပြီဆိုလို့ရှင်ကြက်သွန်ဖြူကကြတော့ဖြူကတိတ်လေးတုံထားတယ်ဒါလေးကကြတော့ပူတော့မှုန့်ပြီးတော့စားကောင်းပါတယ်ရှင်းပြီးတော့ငရုတ်ကောင်းကဲအဲ့ဒါလေးကိုရောပြီးတော့တစ်ခါလေးထောင်းပါမယ်ကဲခုကထောင်းထားတဲ့ငရုတ်တိလေးကညက်လာပြီဆိုတော့ခွက်ကလေးတစ်ခွက်မှာထည့်ပြီးတော့ထားလိုက်ပါနော်ငရုတ်တီးကလည်းကလုံးညက်တော်ပြီပေါ့နော်ကဲရပြီဆိုတာနဲ့ဖြိုးတို့ကဟင်းရီအိုးကိုအရင်ဆုံးတေးပါမယ်ကဲဟင်းကိုတေးချလိုက်ပါငပိထေးချလိုက်ပါဒီငပိကကြတော့ပစုံငပိနော်ဒီငပိကကြတော့ပြောမစလို့ရှိရင်အရင်စားလို့ကောင်းတဲ့ငပိအဓိကကြတော့ငပိကောင်းဖို့လို့ရနော်ကြည့်သူနော်ပြီးတာနဲ့အခုနာကဖြိုးတို့ထောင်းထားတဲ့ဟာလေးကိုထိချလိုက်ပါငရုတ်တီပေါ့နော်ငရုတ်တီလေးတစ်ခါလေးထိချလိုက်ပါဒါကကြတော့အရင်ကိုစားလို့ကောင်းပြီးလွယ်ကူတဲ့နည်းလေးပေါ့နော်ငရုတ်တီကကြတော့လုံးဝကြည့်ရှိသူရဲ့အများကြီးပဲနင်းတော့မဟုတ်ဘူးနော်စားလို့ပြီးတာနဲ့တစ်ခါလေးကိုတန်းပြီးတော့ပြေးရမယ်အနေထားလေးပေါ့ရှင်ရဲ့ကဲဒါလေးထိပြီးဆိုတာနဲ့ဖြိုးတို့ကကြတော့အခုနာတော့ကနှော်ထားတဲ့ကြက်သားလေးကိုထိချလိုက်ပါလို့ပြောချင်ပါတယ်နော်ရှူရှူလေးနဲ့တအားစားကောင်းပါပဲကြည့်ရှိသူရဲ့ကြက်သားတွေကတော့အများကြီးပဲနော်ထိချလိုက်ပါထိချလိုက်ပါရှင်ကဲဒါမျိုးထိချပြီးတော့မှနည်းနည်းမှွေလိုက်ပါမှွေပြီးတာနဲ့စူအောင်ထားလိုက်ပေါ့နော်ပြီးတော့မှအရသာလေးတွေဆက်ပြီးတော့ထည့်မယ်ပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်အိုးဖုံးလေးပုံထားလိုက်အောင်မယ်ကဲရှစ်တို့ရေခုကဆူလာပြီးတော့ဒဇာဗလာလေးထည့်မယ်နော်ဖြိုးကကြတော့ဟင်းချုံမုံကိုနည်းနည်းပဲထည့်မယ်ကြည့်ရှိသူဟင်းချုံမုံကိုကြတော့လေဘာကြောင့်လဲဆိုတော့အမွှေးတွေကြောက်ကောင်မှစိုးလို့ပါလို့နှစ်စွန်းလောက်ပဲထည့်မယ်နော်နောက်ပြီးကြတော့ဖြိုးကစားလေးထည့်ပါမယ်နော်ဘာကြောင့်ဖြိုးကဟင်းချုံမုံနည်းနည်းလေးသုံးတာလေးဆိုလို့ရှိရင်တော့ဖြိုးကအသားမုံလေးထည့်ပါမယ်တချို့ကကြတော့ဒီထည့်မှာအသားမုံကကြတော့ထည့်လိုက်ရတယ်တချို့ကကြတော့ကြိုက်တယ်လို့မျိုးစားပေါ့နော်ဖြိုးကကြတော့အသားမုံနဲ့ထည့်တာဘာကြောင့်လဲဆိုတော့ဟင်းချုံမုံစားများလို့အခုကြောက်ကအရင်ကိုမေ့ထူနေပါပြီအဲကြောင့်မလို့အသားမုံကိုများများလေးသုံးဖြစ်ထားပါတယ်ရှင် oh my god အနေလေးအောင်မှုေးနေရောကြည့်သူရဲ့အမလေးမြေတောင်မြင်ရတော့ဘူးကြည့်သူကဲဒဇာဗလာလေးတွေအကုန်ထိပ်ပြီဆိုတာနဲ့နည်းနည်းလေးမှွေလိုက်ပါကြည့်သူရဲ့ကဲခုကကြတော့ပြောမယ်ဆိုလို့ရှိရင်စူလာရပြီအနေလေးတွေအောင်မှုေးနေပေါ့နော်oh my god ကြည့်သူစားချင်းစရာလေးဖြစ်တော့ပြောဆိုရင်တရေတော့ကြာနေပါပြီလို့နော်လာစော်ကားပါအောင်လို့မေးဖြစ်မရဲ့လက်ရလေးဒီခိုင်မုံဒီအာဘူရှာဘူးလေးပါပေါ့နော်အလွေတကူလှုပ်ရှားလို့ရတဲ့ဟာမျိုးလေးပေါ့နော်ခဏကြာလို့ရှိရင်စော်ကားလို့ရတော့မယ်ကြည့်သူရေနော်ကဲအဖုန်းလေးဖုတ်တော့နောက်ထပ်နည်းနည်းစောက်လိုက်အောင်မယ် oh my god ကြည့်သူရေစားပါအောင်ရှင်ကဲရှစ်တို့ရေအခုကကြတော့မိဖြူမလေးစော်ကားတော့မှာပေါ့နော်မိဖြူမလေးစော်ကားတော့မှာပဲလို့နော်ဒီမှာကျတော့မီးသွေးလေးနဲ့ဆက်ထားတာမှုေးနေပဲအနေလေးကကျတော့ကဲမုံဒီယာဒီမှာပါပြီးတော့မှနည်းနည်းပဲရေတန်ဖြာသေးရပါပါတယ်အာမနာတော့နော်ကြည့်သူနော်ဟဲမုံဒီယာများမလားမသိဘူးမများပါဘူးဒီလားဆိုလို့ရှိရင်ကိုကစားလို့ကောင်းတယ်လေကဲဘယ်ကနေကြည့်နေတာလို့ရှင်ကဲဒါလေးကကျတော့အဝင်လေးဆိုအထွက်လေးဆိုအရသာလေးရှေ့ကောင်းတဲ့ရခိုင်မုံလေးကြည့်ရှိသူနော်လှုပ်ရှားကြည့်ဘီယူမိုင်းလိုက်ရလေကဲဒါလေးထည့်မယ်ပြီးဆိုလို့ရှိရင်တန်ဖြာလေးနည်းနည်းညှက်နိုင်မယ်တခြားဟာလေးတွေကကျတော့လုံးဝဆက်စီရမလို့ပါဘူးရှင်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့လက်ရလေးကိုဖြူကကိုယုံတဲ့အတွက်မို့လို့စားရှမုံတွေမထေးစီရမလို့တခါလေး ready made မလေးအိုးလေးနေနေတစ်ဖက်ပြလိုက်အောင်မယ်ဘယ်လိုမျိုးလေးဆိုတာလေအိုးဟို
ဝေါမလေးကြည့်သူပူလိုက်တာမလေး ATP တော့ပါကောပါကဲအိုဟိုကြည့်သူရဲ့အမျိုးလေးတွေနဲ့ကြက်သားအဖက်ကလေးတွေနဲ့အိုဟိုပြောစနေကျမတရေတော့ကြာနေဒီမှာကြည့်အိုးငါးလေးနဲ့ကခဏလှုပ်စားနေတယ်ဘယ်လိုဖြိုးကဒီနေ့ကငါးနဲ့မစော့ကားတော့ကြက်သားလေးနဲ့နော်ရှင်တို့လေးလှုပ်စားကြီးပေါ့နော်ကြက်သားနဲ့မဖြိုးမလို့မျိုးဒီလိုမျိုးလေးအိုဟိုအုတ်ထလိုက်အောင်မယ်နော်မီးသွေးလေးနဲ့ဆိုတော့မှုေးနေရောကြည့်ရှင်အုတ်ထလိုက်အောင်မယ်ကဲစစ်တို့ရေခွာကြတော့လာစော့ကားပါအောင်မီးဖြိုးမလိုက်ရလေဒါဆိုဒါကကြတော့စီချက်တွေပါတယ်မထင်းနဲ့ရခိုင်မှုတွေစားလို့ရှိရင်လေဖြိုးတို့ကကြတော့ဒီလိုမျိုးစီမပါဘဲနဲ့စားရတာပူတော့ကြိုက်တယ်ကွာကဲစော့ကားကြပါအောင်ပြောစနေတရေတွေပလုတ်နဲ့ကြားနေပါဇက်ကနေပြီးတော့မှဒီသူမီးဖြိုးမလေးစားလေးမေးကြည့်လိုက်အောင်နော်အရင်ဆုံးတိုင်ဖက်တော့ညှက်ထားတယ်ဖက်ကြည့်သူလုံးမတော့ပဲပြန်တိုင်ဖြာတင်းနောက်ထည့်နေလေးမလေးလုံးဝအတော်ပဲကြည့်ရှိသူရဲ့ကျမရလိုက်အဲ့လောက်ကောင်းပြီလို့မထင်ထားဘူးအရင်ကောင်းချက်တာဖက်လေးနေရှေ့စားပါဟာအရင်ကောင်းဆက်လက်ဆက်တွေဒါမဲ့အရင်ကောင်းတယ်အရင်စားကောင်းရကြည့်သူရဲ့ကဲအဲ့ဆိုလို့ရှိရင်ဖြိုးဆက်ပြီးတော့စားလိုက်မှကြည့်သူရဲ့ဖြိုးရဲ့ဗီဒီယိုဖိုင်လေးကိုအစားဆုံးကြည့်ပေးတဲ့သူတယောက်ချင်းကျေးဇူးအများကြီးတင်တယ်ဒါကကြတော့အထွက်လေးဆိုအဝင်လေးဆိုအရသာရှေ့ကောင်းတဲ့ရခိုင်မှုတွေလေအိမ်မှာအလုပ်တကူချက်စားလို့ရတယ်ပြောမယ်ဆိုလို့ရှိရင်တခါလေးတအိုးလေးမှာရောနှောပြီးတော့မှချက်စားလိုက်တာပြောမယ်ဆိုလို့ရှိရင်လုံးဝကွက်တိဖြစ်တယ်အဆက်ဦးတီးတန့်အရှူတီးတန့်မျိုးဆိုတာကရှုပ်တယ်အိမ်မှာပြောမယ်ဆိုလို့ရှိရင်အလုပ်တကူချက်စားချင်တဲ့သူတွေအတွက်အရန်ကိုကောင်းတဲ့ရခိုင်မှုလေးပါစားကြည့်တော့ကြည့်သူအရန်ကောင်းနေရောရှေ့ကောင်းတာစားကြပါဦးဘူးလေးပူလေးဆက်လေးဆက်တယ်အရန်ကောင်းနေတာမဲ့